ကိုအသက်တူစေမဲ့အလေးကျင့်၅ခုနံပါတ်1အထိုင်များလွန်းခြင်းတနေ့ကို8နာရီထက်ပိုပြီးထိုင်တာဟာဆေးလိပ်တောက်တာနဲ့ဒန်းတူအန်နီရရှိတယ်လို့ကျမ်းမာရေးပညာရှင်တွေကဆိုပါတယ်အထိုင်များတဲ့အခါသွေးလေပတ်မှုနှေးကွေးပြီးနှလုံးရောဂါနဲ့စီးကြိုဖြစ်နိုင်ခြေကိုအလွန်မြင့်တက်စေပါတယ်ဒါကြောင့်တနာရီတစ်ခါလောက်ထိုင်ရာကထပြီးလမ်းလျှောက်ပြီးဖို့မမေ့ပါနဲ့နံပါတ်2အိတ်ချိန်မလုံလောက်ခြင်းအလုပ်တွေများလို့ဖြစ်ဖြစ်ညဘက်ဇက်လန်တွဲတွေကြည့်ဂိမ်းစော့နေလို့ဖြစ်ဖြစ်အိတ်ရေးပြတ်ခံတာဟာသင်ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းဖြတ်စည်းနေတာပါဒီနေ့ကိုအိတ်ချိန်6နာရီအောက်ပဲရှိတဲ့သူတွေဟာကိုယ်ခံအားကျဆင်းပြီးအုံနောက်မှတ်ဉဏ်ပိုင်းဆိုင်ရာပြဿနာတွေစောစောစီးစီးကြုံတွေ့ရတတ်ပါတယ်နံပါတ်3အသင့်စားအစားအစာတွေအချိုကဲလို့နာပြီးစားခြင်းအသင့်စားအစားအစာတွေနဲ့ကြားတက်လွန်ကဲတဲ့အစားအစာတွေဟာခန္ဓာကိုယ်ရင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့အဓိကတရားခံတွေပါရေရှည်မှာကင်ဆာစီးချိုနဲ့အဝလွန်ရောဂါတွေကိုဖိတ်ခေါ်နေတယ်လို့ပါပဲဒါကြောင့်တဘာဝအတိအနံနဲ့ဟင်းဒီဟင်းရွက်တွေကိုပူစားပြီးပါနံပါတ်4စိတ်ဖိစီးမှုတွေကိုမျိုးသိပ်ထားခြင်းဒီဘက်ခေတ်မှာစိတ်ဖိစီးမှုကရှောင်လွဲလို့မရပါပဲအမြဲတမ်းဒီပါစိတ်ဖိစီးနေရင်တော့ခန္ဓာကိုယ်ကကော်တီဆောဟော်မုန်းတွေအများကြီးထွက်လာပြီးဆဲတွေကိုမြန်မြန်အိုမင်းရင်ရောစေပါတယ်တရားထိုင်တာဒါမှမဟုတ်ဝါဒနာပါတာတစ်ခုခုလုပ်ပြီးစိတ်ကိုအနားပြီးပါနံပါတ်5အထီးကျန်လွန်ခြင်းလေးလာမှုတွေရောက်လူမှုတိုင်းဝိုင်းနဲ့ကင်းကွာပြီးအထီးကျန်လွန်တာဟာတနေ့ကိုဆေးလိပ်15လိပ်တောက်တာထက်တောင်ကျမ်းမာရေးကိုပိုဆိုးစေတယ်လို့ဆိုပါတယ်ကိုနားလည်ပြီးမဲ့မိသားစုတငယ်ချင်းတွေနဲ့အချိန်ဖြုံးတာကတက်တန်းကိုရှိစီပါတယ်သင်တို့ရောဒီအလေးကျင့်၅ခုတွေကဘယ်အရာတွေကိုလုပ်မိနေပြီလဲလုပ်မိနေတယ်ဆိုရင်အခုမှပြင်ဆင်လိုက်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် AK sharing ကနေတင်အတွက်အကျိုးရှိစေမယ့်ဗဟုသုတတွေကိုအမြဲမျှဝေပေးနေတာမို့ channel ကို subscribe လုပ်ပြီးဘေးနားက notification ခေါင်းလောင်းလေးကိုပါတစ်ခါတည်းနှိပ်ထားခဲ့ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်